မိခရမ်းရဲ့ဝါစိန်ပြီးပြီလေ6အောင်ပြည့်သွားပြီကဲအဲ့ဒါဆိုရင်ကိုကိုအားကပထမရောင်ဘယ်နှရောင်ရှိလဲပထမအရောင်ဘယ်နှရောင်ရှိလဲ3ရောင်ဘာလဲလဲအနီးအဝါအပြာအဲ့ဒါဆိုလို့ရှိရင်ဒုတိယရောင်ဘယ်နှရောင်ရှိလဲဒုတိယရောင်3ရောင်ဘာလဲတော့ခရဲလိမ္မောစိန်တောစုရဲ့ဒီချက်အစက်ရောင်လိုချင်တယ်ဗာနဲ့ဆက်ကမလဲအဝါနဲ့ပြနဲ့ဆက်ပုံချစ်ဒီချက်ခရရောင်လိုချင်တယ်ဗာနဲ့ဆက်ကမလဲအဝါနဲ့အနီနဲ့အဝါနဲ့နေထွက်ရင်မိကလည်းဘာထွက်မှာတော့အဝါနဲ့နေနေဆိုရင်ကြည့်ကြည့်ပါဦးအော်စကာအေးဘောအဝါနဲ့အနေနဲ့ဘာအောင်ထွက်မှာတော့အော်စကာခုနကပြောလိုက်ပါတယ်ဒီချက်ကြားလိုက်ပါတယ်ဘာရောက်လဲဘာနဲ့ညီကလိမ္မောရဟုတ်တယ်တော်လိုက်တာအဲ့ဒါဆိုရင်ပပုတ်ချစ်ဒီချက်ဝါလိမ္မောလို့ကျင်တယ်ဘာနဲ့ပေါင်းရမလဲဝါလိမ္မောအဝါအိမ်နဲ့လိမ္မောရအဲ့ဒါဆိုလို့ရှိရင်အော်စကာရဲ့ဆီယမလေးပြခရမ်းလို့ကျင်တယ်ဘာနဲ့ဆက်ကမလဲအပြာနဲ့ခရဲနဲ့အဲ့ဒါဆိုရင်တောစုရဲ့ဒီချက်ကလေအနီနဲ့အပြာနဲ့သာဆက်လိုက်ရင်ဘာအောင်ထွက်မလဲအနီနဲ့ပြနဲ့ဆက်ရင်ခရဲရတယ်အဝါနဲ့လိမ္မောနဲ့ဆက်ရင်ဘာအောင်ထွက်မလဲဝါနဲ့လေဝါလိမ္မောရတယ်ဟုတ်တယ်လိမ္မောအောင်လို့ချင်းဘာနဲ့ဆက်ရမလဲလိမ္မောရကိုအဝါနဲ့အနီနဲ့ဆက်ရင်လိမ္မောရရတယ်အာ